မကြိုက်လည်းမကြိုက်စိတ်လည်းမဝင်စားကိုလန်းကိုရှောင်းနေတာကောင်းမွန်တော့ကိုပြောတင်တာကတော့ကို customer ကိုတော့ vibe man တော့သူပေးရမှာပဲကျွန်တော်ပြောရှင်းရှင်းလေးနော်အဲ့တော့လမ်းဘေးမှာတနိုင်တပိုင်ရောင်းနေတဲ့လက်ဖေးဆိုင်တွေမှာရောင်းနေလဲကိုယ့်အိမ်မှာကိုရောင်းနေတဲ့လူတွေမှာလဲသူတို့ရဲ့ quality ရှိတယ်သူတို့ customer ကိုပေးနိုင်တဲ့အရေးချင်းတွေ quality တွေ brand တွေအများကြီးရှိတယ်အဲ့လိုပဲ showroom ကြီးနဲ့ဒိတ်ဒိတ်ကျဲကြီးရောင်းနေတဲ့လူတွေမှာလဲသူတို့ပေးနိုင်တဲ့ customer ကိုပေးနိုင်တဲ့ quality တွေအများကြီးရှိတယ်ကုန်ပစ္စည်းအသစ်တွေအကောင်းတွေအများကြီးရှိတယ်သိလားဒါပေမဲ့လူတိုင်းကလူတိုင်းမဟုတ်ဘူးဟုတ်ထုံးစံတိုင်းပဲကျွန်တော်ကလင်းခအိမ်မှာပေါ့နော်ကျွန်တော်လာမေးတယ်အခု showroom ကဘယ်မှာရှိတယ်မှန်ပါတယ်ကျွန်တော်လည်းဝန်ခံပါတယ်ကျွန်တော်ဒီ showroom ဖွင့်လောက်ဒီအနေထားဒီကျွန်တော်မချမ်းသာသေးပါဘူးเนาะ showroom က body တွေလို့လဲကျွန်တော်တို့မကြွယ်ဝသေးပါဘူးเนาะဒါပေမဲ့ကျွန်တော်က customer ကိုပေးနိုင်တဲ့တစ်ခုကကျွန်တော်ရဲ့အရိုးသားဆုံးကကျွန်တော်ရဲ့ quality ကျွန်တော်ရဲ့ brand ကိုပဲကျွန်တော်ပေးနိုင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ပြပြမယ် showroom ဆိုတာ performance တစ်ခုပဲသလားဘာလို့ performance လဲဆိုတော့လူတွေကယုံကြည်မှုကိုငွေနဲ့ဝယ်တာသိလားအဲ့ဒါကျွန်တော်လက်ခံတာကျွန်တော်ပြောရတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ပြပြမယ်အလူခံတာချင်းတူတူစုပ်ပြက်နဲ့အလူခံတာတဲ့ကောင်းမွန်ဝစ်စားပြီးအလူခံတာကမတူဘူးအဲ့သဘောတည်းရပဲ showroom နဲ့ဆိုရင်ယုံကြည်မှုရှိတယ် performance ရှိတယ်ဝယ်တယ်စွတ်ဝယ်တယ်ယုံကြည်တယ်လေ तू က showroom ကြီးနဲ့ तू ကတော့အနောက်မှာတထေးကြီးဖြစ်တဲ့အတွက် तू ဒီမလိမ်ပါဘူးမညာပါဘူး तू ကားတွေဒီစိတ်ချရပါတယ် तू ဒီလမ်းမေးမှာကားရောက်တဲ့အတွက်ထွက်ပြေးမဲ့လူမဟုတ်ဘူးအဲ့လိုပေါ့နော်စသဖြင့်အများကြီးနဲ့ဒီ performance ဝယ်တယ်ပေါ့နော်ဒီကတော့လူတွေကကိုယ့်ရဲ့ပတ်စံနဲ့ယုံကြည်မှုကိုဝယ်လိုက်တဲ့သဘောပဲနော်ကားကောင်းမယ်ပေါ့နော်ဒါပေမဲ့မကောင်းဘူးလို့မပြောဘူးလူတိုင်းဒီလုံးဝအလုံးစုံပြည့်စုံတာမရှိဘူးကောင်းမွန်လုပ်တဲ့ရောင်းတဲ့လူတွေရှိတယ်ကောင်းမွန်ပစ္စည်းတွေရှိတယ်တိုးပေမဲ့လည်းကောင်းမွန်မရောင်းတဲ့လူတွေလည်းရှိတယ်ကောင်းမွန်တဲ့ပစ္စည်းကိုမရောင်းတဲ့လူတွေလည်းရှိတယ်အထိုင်ကြီးနဲ့ရောင်းပြီးပေါ့နော်ကျွန်တော်တို့ကပွင့်လင်းပြောမယ်အထိုင်လည်းမရှိဘူးဘာမှမရှိဘူးအဲ့ဒီတော့လည်း view size တာမဟုတ်ကျွန်တော်နေတိုင်းရောင်းနေတာနေတိုင်းအလုပ်တွေဖြစ်နေတာဘာဖြစ်လို့လဲကျွန်တော်ရဲ့ brand ပဲသိလားကျွန်တော်ရဲ့ကုန်ပစ္စည်းပဲကျွန်တော် quality ကကျွန်တော်ပဲသိလားဒီရုံးကြီးကကျွန်တော် quality မဟုတ်ဘူးရုံးငန်းကြီးကကျွန်တော် quality မဟုတ်ဘူးကျွန်တော်ရဲ့ quality ပဲကျွန်တော်ကိုယ်တိုင်ကျွန်တော်ဒီအာမခံပြီးရောင်းတာသိလားဒါကျွန်တော်ခံယူသားစိတ်တက်ပေါ့နော်တိုးပေမဲ့လည်း showroom မရှိဘူးလားမေးခြင်းကျွန်တော်နဲ့တငယ်ချင်းတွေပေါ့နော်ကျွန်တော်နဲ့ဆောင်းရခင်တဲ့တငယ်ချင်းတွေနဲ့ကျွန်တော်တို့အတူတူပေါ့နော်ဒီကျွန်တော်ယုံကြည်စွာနဲ့ဒီ showroom ကကားတွေကိုရောင်းပိုင်ခွင့်ပေးထားတယ်ယုံကြည်စွာနဲ့ကျွန်တော်နာမည်ကိုသုံးခွင့်ရှိတဲ့ showroom ရှိပါတယ်ကျွန်တော်ကမာလာမြိုင်နဲ့ကဘီလန်နာကျွန်တော်တငယ်ချင်းစီမှာကျွန်တော်တို့ကဒီလိုသူ့ရှိရကားတွေလည်းကျွန်တော်ရောင်းပေးတယ်ကျွန်တော်စီရကားတွေလည်းသူ့စီမှာထားတယ်တယောက်နဲ့တယောက် respect ရှိတယ်ယုံကြည်မှုရှိတယ်အာမခံနိုင်ခွင့်ရှိတယ်အဲ့လိုမျိုး performance ကြီးလိုချင်ချပြနိုင်ခွင့်ရှိတယ်ကျွန်တော်မှာဒါပေမဲ့မပူပါနဲ့ကျွန်တော် link ခိုင်းရင်နာမည်နဲ့ကျွန်တော်ကိုယ်ပိုင် only လာမှာပါเนาะဒါပေမဲ့ကျွန်တော်ကဟိုလောတဲ့ပြပြပေါ့เนาะဈေးတဲ့ချင်းတူလူတွေကကုန်ပစ္စည်း quality မှာကလမ်းမေးမှာဈေးရောက်တဲ့ရေသမှုတွေဘူးက1000ဖြစ်ရင်ဖြစ်မယ်အဲ့ကုန်ပစ္စည်းက CD မဲ့ရောက်ရင်1200ဖြစ်သွားလိမ့်မယ်ဟုတ်ပြီကလပ်ရောက်ရင်အဲ့ရေသမှုက3000လောက်ဖြစ်သွားလိမ့်မယ်ဒါပါပဲအဓိကကျွန်တော်တို့ကရေကဒီရေပဲပစ္စည်းကဒီပစ္စည်းပဲဒီရေမှာတန့်တာရှိမှမတန့်တာရှိမှအတူရှိမှအစစ်ရှိမှဒါပေမဲ့ဘာကိုရောင်းလဲသူတို့က performance နောက်ခံကိုပြပြီးရောင်းတာကျွန်တော်ပြောဆိုလိုရှင်းလေးနော်ဆိုလိုရှင်းလေးဟိုကျွန်တော်ပြောရင်ကြိုက်ရင်လည်းကြိုက်မယ်မကြိုက်ရင်လည်းမကြိုက်ဘူးစိတ်လည်းမဝင်စားကိုလန်းကိုရှောင်းနေတာကောင်းမွန်တော့ကိုပြောတင်တာကတော့ကို customer ကိုတော့ vibe man တော့သူပေးရမှာပဲကျွန်တော်ပြောရှင်းလေးနော်အဲ့တော့လမ်းဘေးမှာတနိုင်တပိုင်ရောင်းနေတဲ့လက်ဖေးဆိုင်တွေမှာရောင်းနေလဲကိုယ့်အိမ်မှာကိုရောင်းနေတဲ့လူတွေမှာလဲသူတို့ရဲ့ quality ရှိတယ်သူတို့ customer ကိုပေးနိုင်တဲ့အရေးချင်းတွေ quality တွေ brand တွေအများကြီးရှိတယ်အဲ့လိုပဲ showroom ကြီးနဲ့ဒိတ်ကျဲကြီးရောင်းနေတဲ့လူတွေမှာလဲသူတို့ပေးနိုင်တဲ့ customer ကိုပေးနိုင်တဲ့ quality တွေအများကြီးရှိတယ်ကုန်ပစ္စည်းအသစ်တွေအကောင်းတွေအများကြီးရှိတယ်သိလားဒါပေမဲ့လူတိုင်းကလူတိုင်းမဟုတ်ဘူးအဲ့တော့ကြောင့်အမားပိုင်လည်းပါမယ်အမားနဲ့မကင်းတဲ့လူဆိုတာမရှိဘူးအဲ့တော့ကျွန်တော်တို့ကဒီကားကိုတောင်းဝယ်အနောက်က background ကိုမကြည့်နဲ့အဓိကကားကိုပဲကြည့် quality ကိုပဲကြည့်ကားကိုကြည့်ဝယ်
ကားကိုပဲယုံကြည်စွာဝယ်ဒီနောက်ကဒါကြီးရှိလို့ဒါကြီးဝယ်ရမယ်အသွေးကိုမတွေးနဲ့ဒီစန့်ကိုလုံးဝမရှိစေနဲ့ဒါကကျွန်တော်က customer တွေကိုကျွန်တော်အကြံပေးတဲ့ချက်ပေါ့နော်ကျွန်တော်နဲ့မှမဟုတ်ဘူးကြိုက်တဲ့လူနဲ့သွားဝယ်ကြိုက်တဲ့နေရာမှာသွားဝယ်လို့ရတယ်ကိုယ့်ရဲ့အတွေးခေါ်လေးကိုဒီဘဲကြီးတွေဒီ showroom ကြီးတွေနဲ့ဒီဘဲကတော့ဘယ်မှာရောင်းနေဒီဘဲကလက်ဖေးဆိုင်မှာရောင်းနေတယ်ယုံကြည်ရပါမှာဆိုတဲ့အတွေးကိုလုံးဝမတွေးစေနဲ့လိန်ချင်း showroom ကတထေးတွေလည်းလိန်လိမ့်မယ် showroom ဖွင့်ထားတဲ့လူတွေလိန်လိမ့်မယ်လမ်းဘေးမှာကားရောက်နေတဲ့ကောင်တွေလည်းလိန်လိမ့်မယ်လိန်ချင်းတဲ့လူကလိန်တဲ့လူကလိန်တာပဲเนาะအဲ့အတွေးလေးကိုကျွန်တော်ပြောရပါကျွန်တော်ကလင်းခရင်မှာကျွန်တော်ကိုကြိုက်တယ်ဆိုရင်ကျွန်တော်ရဲ့ပြောကျွန်တော်ဒီဟိုဘယ်လိုပြောကားနဲ့ပတ်သက် knowledge ကြိုင်ကျွန်တော်အချိန်မင်း share လုပ်ပေးပါလို့ရပါတယ်ဗျာเนาะကျေးဇူးတင်ပါတယ်